Amen. Hallelujah. Amen. Amen. ဖျားရှင်ဘုန်းကြီးပါစေ Amen. ဟုတ်ကဲ့ဒီချင်းလူမျိုးတွေဖျားစကားရှိတယ်လို့ကြားတယ်တမီး ဟုတ်ကဲ့ဆရာ ဟုတ်ကဲ့ပြောပြပါ ဟုတ်ကျမချင်းတောင်ရတဲ့ခါမှာဖျားကိုပြောခဲ့တယ်ဖျားသခင်ဘာပြောလို့ချင်းလိုမျိုးကိုဒီလိုတောင်ထဲနေမှာထားတာလေလို့ ဟုတ်ပြီ အဘမီတို့ဒီလိုမျိုးဘလို့ဖြစ်ဖြစ်မြေကြီးမြေပြတ်မှာနေရသေးတယ်လို့ဘာဖြစ်လို့တောင်ထဲမှာနေရတာလဲလို့ကျမဖျားကိုမေးတဲ့အခါမှာဖျားစကားရှိပါတယ်ဖျားစကားဘလို့ရှိလဲဆိုတော့ချင်းလိုမျိုးတွေကိုတဲ့ရိတ်သိမ်းပွဲနောက်ဆုံးသောကာလမှာပျောက်ဆုံးသောဝိညာဉ်ကိုရိတ်သိမ်းတဲ့နေရာမှာပထမနေရာမှာထားတယ်ဟာလေလုယာ အာမင်အာမင် ပထမနေရာမှာရိတ်သိမ်းပွဲနေရာမှာထားတယ် Amen. ပျောက်ဆုံးဝိညာဉ်ကိုဖမ်းပြီးဖျားနိုင်ငံသောကြေပြန့်ဖို့ရတဲ့ရှင်လူမျိုးကိုပထမနေရာထားတယ် ဟုတ်ကဲ့ပါ ဒါမဲ့ဖျားသခင်ပထမနေရာထားပေမဲ့ဖျားသခင်ပထမနေရာထားတဲ့အဆုကျေးဇူးကောင်းကြီးပေးလို့များဖြစ်နေတယ်ပထမနေရာမှာထားဖျားထားပေမဲ့တရှင်တော်ဝိညာဉ်ကြီးကျတုံးလို့များဖြစ်နေတယ်ဘာကြောင့်လဲဆိုရင်တဲ့ဖျားကိုမအားကိုးဘူးတဲ့ ဟုတ်ပြီ ဖျားကိုအော်ကြတယ်ဒါပေမဲ့ဖျားကိုမအားကိုးဘူးလူကိုအားကိုးတယ်တဲ့ ဟုတ်ကဲ့ ဖျားကသူ့ကိုအားကိုးတော့မယ်လို့သူမျှော်ခဲ့တယ်အချင်းချင်းမျှော်တယ်ဒါပေမဲ့ဖျားကိုအရင်ချစ်ပြီးအော်ဘလောက်ပဲအော်ဖြစ်သူကိုအားကိုးပြီးကြတယ်တဲ့လူကိုအားကိုးတဲ့ခါဖျားကိုအရင်အားကိုးအရင်ဆုတောင်းအရင်ဖျားနဲ့ဟိုစက်ကပ်ပြီးဖျားကကောင်းချီးတွန်းတော့မယ်ဆိုရင်လူကဖျားကစမ်းတယ်တဲ့လူကိုတုံးပါစေလူကိုအားကိုးလာငါ့ကိုအားကိုးလာလို့ဖျားဆန်းစစ်တဲ့အခါမှာဆိုင်ပွဲကြသွားကြတယ်ဟုတ်ပြီ လူကိုအားကိုးကြတယ် ဟုတ်ပြီ လူကိုပဲအားကိုးပြီးကြသွားတယ်အခါမှာဖျားဝိညာဉ်တွန်းလို့မရဘူးတဲ့ဖျားကပြောတယ်သူ့ကိုဆုတောင်းတယ်သူတောဖို့ရှိပေမဲ့သူစုံစမ်းခြင်းကိုအရင်ပေးတယ်တကယ်ငါဖက်မှာရက်တင်မလားလူဖက်မှာရက်တင်မလားငါ့ကိုအားကိုးမလားလူအားကိုးမလားဖျားအရင်စုံစမ်းတယ်တဲ့ ဟုတ်ကဲ့ပါ ဖျားမစုံစမ်းဘဲနဲ့သူ့ရဲ့ဝိညာဉ်မတွန်းပေးဘူးတဲ့ဟာလေလုယာ ဟုတ်ကဲ့ ဖျားက ပါ အလကားဝိညာဉ်မပေးဘူးအလကားသူ့ရဲ့တကူအလကားမပေးတော့တွေ့ရတယ်ဒီတစ်ချက်ဖျားရဲ့လိုဝချက်တော့တွေ့ရတယ် ဟုတ်ကဲ့ အလကားမပေးဘူးတရှင်တော့ဝိညာဉ်အကြီးကျယ်တွန်းပြလို့လည်းအလကားမပေးသူစုံစမ်းချက်ရင်ပေးငါ့ကိုဖျားရှိမှတကယ်ရက်တည်မှသူအကြီးကျယ်ဝိညာဉ်တွန်းခွင့်ပေးတယ်လူကိုအားကိုးတဲ့အခါမှာဖျားလုံးဝတွန်းလို့မရဘူး ဟုတ်ပြီ နံပါတ်1နေရာမှာထားတဲ့နံပါတ်1နေရာမှာထားတဲ့နံပါတ်1ဝိညာဉ်ပေါ့အရာတွန်းပြတဲ့ဝိညာဉ်ကြီးရိတ်သိမ်းပွဲနေမှာနံပါတ်1ရှေ့ဆုံးမှာထားပေမဲ့အဲ့အရှေ့ဆုံးမှာထားတဲ့ဝိညာဉ်တွန်းခြင်းဟာကဆံပြပါမရှိပဲအောင်တော့တွေ့ရတယ်အဲ့ဒါကအချင်းဘာလဲဆံပွဲစိတ်ခိုင်းတယ်စုံစမ်းခြင်းကိုဖျက်ပေးတယ်လူသူအရာဆူတောင်းလို့ဖျက်ကလူတယောက်ပို့ပေးတယ်ကျင်းနေရတယ်တယောက်ကျင်းနေဖျားကိုစပ်ပြီးဖျားကိုကျေးဇူးမတင်ဘူးလူကိုကျေးဇူးတင်ပြီးမျောတော့တာအခါမှာဖျားကအရက်စိတ်ဆင်းရဲတယ်ဆရာအဲ့ဒီလူသူတို့ဟိုဘသူတို့ဆူတောင်းလိုက်လူပို့ပေးပါတယ်သူတို့အဲ့ဒီလူကိုပဲကျေးဇူးတင်ပြီးမျောတော့တာဖျားကိုစပ်ပြီးဖျားကိုကျေးဇူးမတင်ဘူးမချီးမွမ်းဘူးဖျားရှက်မှမရက်တည်ဘူး ဟုတ်ကဲ့ လူကိုယိုတည်တော့တာအဲ့လိုပါတော့အခါမှာဖျားကစုံစမ်းချင်းကြောက်တော့ပြီလေဖျားကလူညင်ကိုတုံးပေးမှာအဲ့ဒါကိုတွေ့ရတယ်နံပါတ်1အဲ့ဒါတွေ့ရတယ် ဟုတ်ကဲ့ ဖျားကအရက်စိတ်ဆင်းရဲတယ် အေး ဖျားသူ့ရှက်မှာမရက်တည်ဘူးစံပွဲဖျားကစုံစမ်းချင်းပေးပေမဲ့ဖျားစုံစမ်းချင်းပေးချင်းကိုမအောင်ကြဘူးဖျားရှက်မှာမရက်တည်ဘူးဖျားအရက်စိတ်ဆင်းရဲတယ်ဒါပေမဲ့ဖျားအခွင့်အရေးပေးထားသေးတယ်တကားဖွင့်သေးတယ်ဆက်လာဖို့နောင်တရဖို့ဖျားအနေနဲ့တကားဖွင့်သေးတယ်အခါမှာဖျားသခင်ကဝိညာဉ်ကိုပြောဆောင်ဝိညာဉ်မှာပထမရက်သိမ်းနေမှာဖားမှာဖျားကထားတယ် ဟုတ်ကဲ့ ဒီထားတယ်အဲ့ဒါကိုမထားပါလို့ကိုကျမကဖျက်စကောက်ပြန်ပြောပေးတာ ဟုတ်ကဲ့ပါ အခါမှာပြီးရင်ဒီချင်းလူမျိုးတော့ပထမအများရွေးကောက်တဲ့နေရာမှာပထမထက်ထားတယ်ပြီးတခြားလူမျိုးလည်းပါတယ်ဆရာ ဟုတ်ပြီ တခြားလူမျိုးလည်းပါတယ်ဒါပေမဲ့သူအစင်းလိုက်ပါတယ်အဲ့ဒါကြောင့်ချင်းလူမျိုးလည်းပြောတာပဲပါတယ်ကိုကျမလည်းပြောတာလည်းပါတယ်ကျမလည်းပါတယ် ဟုတ်ကဲ့ အဲ့နဲ့အဲ့ဒီကတွေ့ရတယ်ဖျက်သခင်ကတဲ့လူတယောက်ကိုဝိညာဉ်ဖန်ဆင်းပြီးတဲ့အချိန်မှာဝိညာဉ်ရှေ့မစွာတဲ့ဝိညာဉ်ဖန်ဆင်းပြီးသားဒီလူကိုဝိညာဉ်ဘလောက်ပေးမလဲဒီလူကိုပျောက်ဆုံးသောဝိညာဉ်ဘလောက်ပေးမလဲတရဖတ်ဘလောက်ပေးမလဲဆိုဖျားကုန်ပြီးပြီးသားတယ် ဟုတ်ပြီဟုတ်ပြီ ပြီးသား ဟုတ်ကဲ့ လူတွေကလောကမှာပြန်စုံစမ်းခြင်းနဲ့ပြန်သွားတယ်စုံစမ်းခြင်းကြောက်တော့လဲပြန်ကိုကပြန်နောင်တနဲ့ပြန်လာရင်လဲအဲ့ဒီတရဖတ်သူများတော့ဖြစ်သွားတာပေါ့ပြန်ကတော့ပေးပေမဲ့သူစုံစမ်းခြင်းစာတန်ကိုပဲအနောက်လိုက်သွားတဲ့အခါမှာတော့အဲ့ဒီကောင်းကြီးကတမြောက်လွေပေးလိုက်တော့မလဲအခါမှာဒီကိုတော့ကမှာဝိညာဉ်နဲ့ပတ်သက်ပြီးစွန့်ခဲ့တဲ့အရာအကုန်လုံးအချင်းချင်းဖြစ်ဖို့ဖယားလူအတွက်ဘာပဲပေးနန်းပင်ပေးငယ်တီးပေးအလချင်းနေပေးဘူးအကုန်တော်ဖူမှာစီမထားပြတွေ့ဟာလေလုယာအာမင် အဲ့ဒီချင်းလူမျိုးအတွက်ဒီပထမနေရဖျားရွေးကောက်ပဲမဲ့ဖျားတုံးလို့မရတာတွေ့ရတဲ့ခါမှာတောင်တချက်ချင်းရပါတယ်တောင်တအမြန်ရပါဖျားအချစ်ချတုံးဖို့ရှိတယ်ဟာလေလုယာပြီးရင်ခုနပြောတယ်နော်ဝိညာဉ်လူတယောက်ကိုဝိညာဉ်အများကြီးပေးမယ်
ကျမဥမာအဘမင်းကိုဝိညာဉ်တရားပေးမလားဆရာကိုဝိညာဉ်သိမ့်ပေးလို့ဖျားခွက်ခတ်ပြီးသားဟုတ်ပြီဒါပေမဲ့ဖျားခွက်ခတ်ပြီးသားဒါပေမဲ့ကျမကဒီခုဒီကျမမြင်ရနေရတာချင်းလိုမျိုးတွေကတဲ့ဝိညာဉ်လူကြတယ်နည်းနည်းပပကိုလူကြတယ်ဆရာနည်းနည်းပဲဖျားကသူ့လူတန်းပေးထားတော့ဝိညာဉ်ဒါသူကဒီ10ယောက်50ယောက်နဲ့ကျင်နေပြီးလူကြတာအဲ့ဒီမှာပဲကျင်နေကြတာTV ဆိုတော့မောကျေပြပြမမြင်တတ်ဘူးပေါ့နော်ပြောဆိုဝင်မြင်များကိုမဖမ်းဘူးနည်းနည်းပပကိုဖမ်းထားပြီးကျင်းနေပြီးပျော်နေတယ်ပြီးလူတွေကိုအာကိုလူမျက်နှာကိုကြည့်ပြီးပျော်ပြီးကျင်းနေကြတယ်လူတွေကိုအာကိုပြီးပျော်ကြတယ်ဟုတ်ကဲ့ပါဖျားကိုအာကိုပြီးမပျော်မကျင်းနေဘူးဖျားသုံးလို့မရတော့တွေ့ရတယ်ဟုတ်ပြီအခုဖျားသုံးတယ်ဒါပေမဲ့သုံးတော့သုံးပါတယ်ဒါပေမဲ့အကြီးကြီးသုံးလို့မရတော့တွေ့ဟုတ်ပြီအဲ့ဒါကြောင့်လို့ကျမကိုလည်းပြောတာဖြစ်တယ်ဒီစကားကိုကျမတက်ပါကျမတက်လည်းပါပါတယ်ချစ်မှုလို့အကုန်လုံးချစ်မှုလို့ပြောလို့ဒီစကားကျမလည်းယူပါတယ်ဟုတ်ကဲ့ပါအဲ့ဒါကြောင့်လို့ဖျားအကြီးကြီးသုံးဖို့ရှိပါတယ်လို့ဟုတ်ကဲ့ပါဟာလေလုယာအခါမှာလူတွေကိုအားကိုးတဲ့ခါမှာဖျားသုံးလို့မရတယ်ဘူးဖျားကစုံစမ်းချင်းပေးတယ်ပြီးရင်ငွေရေးကြီးမှရက်တည်တာဖျားမကြိုက်ဘူးငွေကြီးမှာအမှုတော်ဆောင်လို့ပြီးပတ်စာပေါ်မှာရက်တည်တော့ဖျားမကြိုက်ဘူးပတ်စာတော့ရတယ်ဒီနေ့လေးနဲ့ပြောပြီးအဲ့ဒီငွေပေါ်မှာပျော်တော့တယ်ဖျားမကြိုက်ဘူးဟုတ်ပြီအမှုတော်ဆောင်တွေကိုဟုတ်ပြီအဲ့ဒါကြောင့်လို့ငွေရေးကြီးပေးတယ်မှန်တယ်အဲ့ငွေဖျားတော့တုံးကောင်းတယ်ကောင်းစားကောင်းတော့ကောင်းရည်တစ်စာရှိဖျားရှက်မှာရက်တည်သွားဟုတ်ကဲ့အဲ့ဒီငွေကိုစီရောက်လာပြီဖျားကိုအကုန်ကျေးဇူးတင်လူကိုကျေးဇူးမတင်နဲ့ဖျားကိုကျေးဇူးအရင်တင်ဟုတ်ကဲ့အလိုရှင်တွေကိုလည်းဖျားကသူ့ကိုစုကျေးဇူးပေးထားတာအဲ့ဒီစုကျေးဇူးသူပေးတယ်သူကျေးဇူးအရင်လိုချင်တယ်ဆိုရင်လည်းကျေးဇူးတင်လို့ပြောလိုက်ဒါပေမဲ့သူကျေးဇူးအရင်တင်ခိုင်းသူ့အတွက်ကောင်းကြီးဆုံးရှုံးစေတယ်သူတော့ကြွားချင်လို့ပေးခဲ့တယ်ဒါပေမဲ့အဲ့ဒီကြွားစိတ်ကိုသူကျေးဇူးတင်ခါချင်ကျေးဇူးတင်လို့ပြောလိုက်ပေါ့ဒါပေမဲ့အဓိကနှလုံးသားနဲ့ကျေးဇူးတင်တာဖျားကိုဟုတ်ကဲ့ပါဒါဆိုတင်ကိုလည်းကောင်းကြီးထပ်ပြီးပေးမယ်ဝိညာဉ်ထပ်ပြီးသုံးမယ်ဟာလေလုယာဟာလေလုယာလူမျက်နှာကိုမထောက်နဲ့တည်ရရှင်ရကုန်ဖျားပဲပိုင်တယ်အသက်လည်းဖျားပဲပိုင်တယ်ဝိညာဉ်အကုန်လုံးဖျားပဲပိုင်တယ်ဖျားသခင်ကအယံစန့်ကျင်လာတယ်နောင်တမရဘူးနောင်တရလာဖို့အချင်းချင်းတကားဖွင့်တယ်ဒါပေမဲ့နောင်တမရဘူးစမ်းစမ်းကျင်နေမယ်ဆိုရင်စာတန်လက်ထက်တကယ်အပ်တယ်ဆရာတရားဟောတော့တကယ်အပ်တော်တွေ့ရတယ်ဟုတ်ကဲ့စာတန်ကို apply တာနဲ့စာတန်ကတကယ်သူ့ကိုဝိညာဉ်ကိုနှိပ်စက်ပြီးတကယ်ဆိုးတည်တယ်ဟုတ်ကဲ့ပါဆိုးအတရုပ်သွားတယ်တွေ့ရတယ်အဲ့တော့တွေ့ရတယ်အဲကြောင့်မလို့ဖယားဆုံးသားချင်းလာတဲ့ခါမှာအောင်ချပါလို့နည်းနည်းပပကိုပဲဖမ်းပြီးမချင်တာပါနဲ့အများကြီးဝိညာဉ်ပျောက်ဆုံးဝိညာဉ်အများကြီးကိုပဲဖမ်းပါလို့ချင်းလူမျိုးတစ်မျိုးပဲမဟုတ်ဘူးတခြားလူမျိုးလည်းပါတယ်ကျွန်မနာမည်ပြောတတ်ဘူးဆရာဖျားပေါ်ပြတာရှိတယ်အမေအဲ့လူမျိုးကျွန်မမသိဘူးလူမျိုးကျွန်မမသိဘူးမသိဘူးဘာလူမျိုးလဲကျွန်မမသိဘူးဖျားပြောတယ်ချင်းလူမျိုးတစ်မျိုးလည်းမဟုတ်ဘူးပါသေးတယ်ဖျားသုံးပြဖို့ပါသေးတယ်ဒါပေမဲ့ငါရှင်းငါဖျားရှင်းမှာရက်တည်ပါလူကိုအားကိုမအားကိုနဲ့ဖျားကိုအားကိုပါလို့သူ့ကိုအဖျားကိုအားကိုမှတာလေဝိညာဉ်အကြီးကြီးတွန်းလို့ရမယ်ဖျားနဲ့တော့မယ်ပါကိုဖျားကိုစက်ကမယ်တည်ရရှင်းမကြောက်အကုန်စက်ကတော့မယ်ဆိုရင်ဝိညာဉ်အကြီးကြီးတွန်းလို့ရတယ်ပြီးရင်ဆရာဒီခုနပြောတော့တဲ့ဖျားကဝိညာဉ်အကြီးတွန်းလို့ရှိပေမဲ့လူကိုအားကိုတဲ့ခါမှာဖျားတဲ့ဝိညာဉ်တွန်းလို့မရကျွန်တော်ပြောရတယ်အဲ့ဒါကြောင့်လို့စုံစမ်းချင်းပေးမှအဆောင်စမ်းချင်းကိုနိုင်မှအဝိညာဉ်တို့တွန်းလို့ရတယ်ဟုတ်ကဲ့ပါအဲ့ဒီဝိညာဉ်ဖျားပေးပြီးသားခမဲတော့ပေးတာအကာတခုကာပလိုက်တာကိုရက်တည်တဲ့မှာအကာကားတဲ့ခါမှာမရောက်လာဘူးအဲ့မှာစုံစမ်းချင်းကိုတကယ်ရက်တည်တဲ့အခါမှာအဲ့ဒီအကာအကုန်ပြတ်သွားပြီးဝိညာဉ်တော့ကိုစီရောက်လာပြီဆိုဖျားအလို့အကြီးကြီးအောင်မြင်ဟာလေလုယာဟာလေလုယာဟာလေလုယာဖရှိဘုန်းကြီးပါစေဟာလေလုယာအာမင်အပါမျိုးကိုဖျားကောင်းကင်နိုင်ငံခြေပြတ်ဖို့အတွက်ယေရှုခရစ်တော်အသေးခံတာအချင်းနဲ့ဖြစ်ဖို့အသွေးသွန်းတာအချင်းနဲ့ဖြစ်ဖို့တင့်ကိုအလိုရှိတယ်ကျွန်မအလိုရှိဟာလေလုယာအာမင်ဖရှိဘုန်းကြီးပါစေဖျားဘုန်းကြီးပါစေယေရှုတင်နေဟာလေအာမင်